အားလုံးနေကောင်းကြပါသလားဒီမနေ့ကျွန်တော်ပမာလုံးနဲ့အနေငယ်လူထုဆန္ဒပြခြင်းအကြောင်းကိုအနေငယ်ကျွန်တော်ပြောပြချင်ပါတယ်မိပီနီဒူလောနာကလန်တနာကောင်တိမဟေပက်လိုက်ရင်ပြစ်ချင်နာကလောင်ပါဝန်ငယ်ကဒူဒါဖာနတ်တဲ့မဟေပို့စေရကရှပ်ပြကိုအဘိကင်ကောရမ်လေအောမီမင်းအောင်ဟာနိရကိုင်းဟာစက်တီကဒူငိုင်းAda grup Paul, global launching dibentuk nak kan rakasiap pihak lo. Mipi ni dulu nak lang ternak, lutu ga sanda pihak cing surah bale, lutu sanda pihak cing tiap musi dah. Surah le rewu jono dini, jo suene to cimare lo. Eri matain kema jono, di siap mesti di ma mau pun di lam na. Okay. အားလုံးကျွန်တော်ပြန်ပြောချင်တယ်မြန်မာပြည်မှာရှိကြတဲ့မိတ်ဆွေတွေအထူးသဖြင့်အင်တာနက်ပွင့်တဲ့အချိန်လေးမှာကမ္ဘာသမိုင်းမှာဘယ်လိုမျိုးစန္ဒပြမှုတွေရှိခဲ့ပြီးတော့ဘယ်လိုအောင်မြင်ခြင်းတွေရှိခဲ့တယ်လဲဆိုတာကိုဒီမနေ့ပြောပြချင်တယ်အဲ့ဒါကြောင့်မလို့ဒီ post လေးကို share ပေးကြပါခဏလေးလူတယောက်100လောက်နေရာ100လောက်မှာ share တဲ့ခါမှာကျွန်တော်ဒီအကြောင်းကိုကျွန်တော်အကုန်အချိန်ယူပြီးတော့ကျွန်တော်ပြင်ဆင်ထားပါတယ်လို့ကျွန်တော်ပြောပြချင်တယ်လူထုဆန္ဒပြခြင်းလမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြခြင်းဆိုတာထိရောက်မှုရှိသလားမေးစရာတွေအများကြီးရှိပါတယ်လေလုတ်တင်တာရောဟုတ်သလားမေးစရာအများကြီးရှိပါတယ်အဲ့ဒီအကြောင်းတွေကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်လို့နော်ဒီဟာတွေကိုကျွန်တော်စာနဲ့ရေးမယ်ဆိုအများကြီးရှေ့ကြီးဖြစ်မယ်ဖတ်မဲ့ချိန်ရှိကြမှာမဟုတ်ဘူးဒီဗီဒီယိုလေးကိုကျွန်တော်တို့ပြန်ပြီးတော့ဝင်ခါကြမယ်လူတွေအားလုံးသိလို့ရအောင်လို့ကျွန်တော်ဒီကနေဖိတ်ခေါ်ခြင်းနဲ့မိတ်ဆွေတွေအားလုံးလူထုဆန္ဒပြခြင်းဆိုတာဘာလဲဆန္ဒပြခြင်းကကောင်းသလားအကျိုးထိရောက်မှုရှိသလားတမိုင်းမှာကျွန်တော်တို့တက်တယ်တွေနဲ့တကွကျွန်တော်တို့ပြန်ကြည့်ရမှာဖြစ်ပါတယ်ဒီမနေ့ကဲအဲ့ဒီမပြောခင်မှာကျွန်တော်မြန်မာနိုင်ငံအခြေအနေလေးကိုကျွန်တော်ပြောပြချင်ပါတယ်မြန်မာပြည်မှာဆိုတော့ရန်ကုန်မှာအခုအကြီးကျယ်ဆန္ဒပြနေကြတယ်နေ့လေတွေမှာလူငယ်တွေလမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြကြတယ်သူတို့ကဘာဖြစ်လို့ဆန္ဒပြတာလဲစစ်အစိုးရနေပြီးတော့မင်းအွန်လိုင်းဥဆောင်တဲ့စစ်အစိုးရနေပြီးတော့ဒီအစိုးရအာဏာကိုဒီအာဏာ3ရက်အကုန်လုံးကိုသူတို့ကသိမ်းပလိုက်တယ်သူတို့ဘယ်သူမှရွေးကောက်ထားတာမဟုတ်ဘူးကိုဟာနဲ့ကိုထိုင်ခုံလုပ်ပြီးတော့ကိုဟာနဲ့ကိုတက်ထိုင်းတာရှက်စရာတော်တော်ကောင်းပါတယ်တိတက်ရင်လေဒါဟာဒီ Washington Post တို့နိုင်ငံတကာသတင်းစာတွေမှာသူတို့ theft of the nation နိုင်ငံကိုခိုးယူခြင်းဆိုပြီးတော့သူတို့ကရေးတယ်အာဏာသိမ်းတာတော့မဟုတ်ဘူးအာဏာခိုးတာတဲ့အာဏာခိုးတဲ့သူတွေတဲ့သူတို့မှာသိမ်းပိုင်ခွင့်လည်းမရှိဘူးယူပိုင်ခွင့်လည်းမရှိဘူးအဲ့တော့သူတို့ကခိုးပလိုက်တာ theft of the nation they are thieves တခိုးတွေဖြစ်ပါတယ်ဆိုပြီးတော့နိုင်ငံတကာသတင်းစာတွေမှာရေးထားတာကိုကျွန်တော်အားရပါရဖတ်ရပါတယ်လို့နိုင်ငံတကာကြီးကမြန်မာပြည်ကြီးကိုစူးစိုက်နေပါတယ်အခုချိန်မှာဘာဖြစ်လို့လဲခက်နောက်ပြန်နေပြီမြန်မာပြည်ကြီးပြောင်းလာပြီလို့လူတွေကအားလုံးထင်နေကြပြီအဲ့ဒီချိန်မှာပြုံးကနေမထင်မှတ်ပဲနဲ့တခါတည်းကိုနော်ဖေဖော်ဝါရီလ1ရက်နေ့မှာမင်းအောင်လှိုင်ကအာဏာသိမ်းပလိုက်တယ်ဆိုတာနားကြားလို့ကိုမကောင်းတဲ့ဟာဖြစ်သွားပြီမြန်မာပြည်ကြီးအတိဒုက္ခရောက်တာနှစ်ပေါင်း10ဆုနဲ့အများကြီးရှိခဲ့ပြီရာဂဏန်းဖြစ်ခါနေပြီနော်ဟိုဗြိတိရှခက်ကနေစပြီးတော့ဗြိတိရှလည်းလွတ်လပ်လေးရရောခဏလေးဒီမိုကရေစီရတာလေးကိုခဏလေးပဲခံစားရတယ်အဲ့ဒီတုန်းကဗြိတိရှလည်း1948လွတ်လပ်ရေးလည်းရပြီးရောမြန်မာပြည်ကြီးကဝူးဆိုတိုးတက်လာပါတယ်အာရှတိုက်မှာအရှေ့တောင်အာရှမှာအကောင်းဆုံးနိုင်ငံအကောင်းဆုံးတက္ကသိုလ်ဖြစ်ခဲ့တယ်အဲ့ဒါပြီးတာနဲ့ဦးလူကိုဖြုတ်ချနောက်ပြီးတော့စစ်အစိုးရကတက်လာ1960နှစ်ကနေစပြီးတော့နေဝင်အစိုးရတက်လာမြန်မာပြည်ကြီးကမွဲချီပြာကျသွားတယ်လူတွေအတိဒုက္ခရောက်တယ်မြန်မာပြည်မှာပဲစားဖို့အတွက်စိတ်ပူရတာကဘာနိုင်ငံတော်တော်များများ